တောင်းမကကျူလာကျေးဇူးတော်ဆုံးဘုံတော်အနန္တပြေဝါကဘုရားနဲ့တကိုင်းနဲ့ထားလာကြတာသာရှိမှဓမ္မမိပါသီလဆရာမြတ်မှုတောင်းမကကျူလာကျေးဇူးတော်ဆုံးဘုံတော်အနန္တပြေဝါကဘုရားနဲ့တကိုင်းနဲ့ထားလာကြတာသာရှိမှဓမ္မမိပါသီလဆရာတတိလိမ္မာရင်ကျေးစရာယတိလိမ္မာစေလေးကတတိလိမ္မာရင်ကျေးစရာယတိလိမ္မာစေလေးကဒီပိတမြောက်မလောက်စေမှာဒီစေတနာထားကရေရတကားများဒီစေတနာထားကရေရတကားများအတိဉာဏ်စွာအတိပညာအစင်သာမနေတင်ပေးလာတဲ့ဆရာကိုယ်ရှင်ဆုံးမဉာဏ်ပြလာခဲ့တာပြုသမျှဉာဏ်သာသာယူယူရရဉာဏ်နာနာပြုသမျှဉာဏ်သာသာယူယူရရဉာဏ်နာနာဒီကမလေးပါပညာရေးပါဒီကပေးတဲ့ဆရာဒီဖွဲ့ကလက်ဆုံးလို့ရှိခိုးတော်မဝနိုင်ပါသာရှိမှဓမ္မမိပါသီလဆရာကဘုံမူရင်ကြည်တာလက်ဆရာကမှာဝိတော်ခရကဒီညာထကြွဆုံးမနာယူလာမှုကျူစီဒီပဲအယူတပတ်ဝတ်တွေကြည်မြလာတာညညာကုန်ဆုံးနေရိပ်မဲ့သုံးနေသုံးမို့မြာတိုင်းလောက်ကင်ငါကျွေးမွေရလေးညာဟိုရှိကဘုံမူရင်ကြည်တာလက်ဆရာကမှာဝိတော်ခရကဒီညာထကြွဆုံးမနာယူလာမှုကျူစီဒီပဲအယူတပတ်ဝတ်တွေကြည်ညိုလာတာညညာကုန်ဆုံးနေရိပ်မဲ့သုံးနေသုံးမို့များတိုင်းလောက်ကင်ငါကျွေးမွေရလေးတာယခုကာလမှာပြုလာသမျှဟောယခုကာလမှာပြုလာသမျှယိုတိဒီကိလာသခါတယမှာဆရာကပြန်အခမ်းကြတာမမေမပါကြားမရရင်ဆရာဒီဆရာမှမြတ်သာရှိပါနမမိပါသီလဆရာတတိလိမ္မာရင်ကျေးစရာယတိလိမ္မာစေမလေးကတတိလိမ္မာရင်ကျေးစရာယတိလိမ္မာစေမလေးကဒီပိတမြောက်မှလောက်စီမှာဒီစေတနာထားကရေရတကားများမှာဒီစေတနာထားကရေရတကားများမှာအတိဉာဏ်စွာအတိပညာအစင်သာမနေသင်ပေးလာတဲ့ဆရာသူသည်ဆုံးမဉာဏ်ပြလာခဲ့တာပြုသမျှဉာဏ်သာသာယူယူရရဉာဏ်နာနာပြုသမျှဉာဏ်သာသာယူယူရရဉာဏ်နာနာသင်္ကမနေပါပညာရေးက
တွေကပေးတဲ့တရားဒီခွဲကလက်စုံမှုချစ်ကိုကတော့မဝနိုင်ပါစာရှိပါနမလေးပါဘုရားဆရာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါမြတ်ဆရာမြတ်သောဆရာအာစရိယကုနောအနန္တောပါဒီနေ့နဲ့သိပါရှင်ဒီအားလုံးဒီမှာပြုလုပ်တဲ့ခန္ဓာကတော့15ခုနှစ်စင်မာ26နှစ်မှာဒီမှာပြုလုပ်တော့1984 1990ခုနှစ်တင်းတက္ကသိုလ်တည်ကျောင်းသားကျောင်းသူများ၏သတ္တမအကြိမ်မြောက်ဝေယထုထိမ်းမှတ်ဆရာတော်ဝဲအခမ်းအနားပဲဖြစ်ပါလို့ရှင်အခမ်းအနားမကျင်းပမီမှာဆရာကြီးဆရာမကြီးများမှာတက်ခင်းထားသောမုန်းနဲ့ကော်ဖီမှုများကိုသုံးဆောင်တာအေးပါရဲ့ကြိုတင်ထိုက်တာအပ်ပါရဲ့ရှင်အခမ်းအနားမကျင်းပမီကျွန်မအခမ်းအနားစီစဉ်များကိုကြိုတင်ဖတ်ကြားပါမယ်ရှင်စီစဉ်တဲ့ကျမတို့ခန္ဓာစီစဉ်များဖတ်ကြားပါမယ်အစီအစဉ်ခန္ဓာဖွင့်လှစ်ကြောင်းပညာရှင်အစီအစဉ်နှင့်ကွယ်လွန်သွားခဲ့ပြီဖြစ်သောဆရာကြီးဆရာမကြီးများနှင့်ကွယ်လွန်သွားခဲ့သောအတန်းဖော်တငယ်ချင်းများအားဆုတောင်းမြတ်တာပို့ခြင်းအစီအစဉ်တော်1984 1990ခုနှစ်သာသနာ့တွင်သာသနာ့ပေးခဲ့သောဆရာဆရာမကြီးများအားဂရော့ပစ္စည်းပေးရခြင်းအစီအစဉ်လေး1984 1990ခုနှစ်စင်တက္ကသိုလ်တည်ကျောင်းသားကျောင်းသူများမှဆရာကြီးဆရာမကြီးများအားရိုသေစွာကြော့ခြင်းအစီအစဉ်ကဘရော့ကန်ဆရာကြီးဆရာမကြီးများကိုဆရာကြီးဦးမှဆရာကြီးကိုဆရာ Professor ဒေါက်တာဦးသိန်းမျိုးမှအမှာစကားချင်းမြင့်ပေးခြင်းအစီအစဉ်6ကျောင်းသားကျောင်းသူများကိုဆရာဒေါက်တာဦးမျိုးမှပြည်သူ့တင်စကားပြောကြားပေးခြင်းအစီအစဉ်6ဝေထုထိမ်းမှတ်ဆရာကတော်ဝဲအခမ်းအနားဤမြောက်ဆောင်ပညာခြင်းနှင့်အမတ်တရဓာတ်ပုံရခြင်းတို့လည်းဖြစ်ပါလို့ရှင်ဒီပြပါလေရှင်ငယ်ရွယ်စီမှလူဘဝတစ်လျှောက်လုံးမှာဆရာဆိုတာဒီကွာလို့မရပါပုဗ္ဗာစရိယမိနေဖာကလည်းဦးဆရာကာကြီးခဝေးကခလေးဘဝစားရဲ့အမေရမညာဆရာညီမနီချမ်းကြီးလုံးပညာဆုံးအောင်သင်ကြားဆရာဆိုတာသာသမီများစွာတို့ရဲ့မိခင်ဟာရဲ့အမအတတ်နဲ့ပြင်ပြည်ရင်ဆုံးမသိပမချင်ဒီရန်စီကတရားအပုဆရာတို့ရဲ့ရှိဝအခမ်းအနားလူယောက်ျားဝေတွေနေရာယူပေးပါရှင်မင်္ဂလာနဲ့ခင်းပါရှင်ဒီနေ့ဒီမှာပြုလုပ်တဲ့အခမ်းအနားကတော့1984 1990စစ်တက္ကသိုလ်တီကျောင်းသားကျောင်းသူများဤစက္ကမအကြိမ်မြောက်ဝေယထုထိမ်းမှတ်ဆရာတော်ပဲအခမ်းအနားပဲဖြစ်ပါလို့ရှင်အခမ်းအနားကိုကြောက်ရောက်ချင်းမြင့်ပေးပါတော့ဆရာကြီးဆရာမကြီးများနဲ့ကြောက်ရောက်လာကြပါတော့စစ်တငယ်ချင်းများအားလုံးကျမ်းမာရှင်လန်းပါစေကြောင်းကျေးဇူးစွာနှုတ်ခွန်းဆက်သလိုက်ပါလို့ရှင်1984 1990ခုနှစ်စစ်တပ်ကိုတည်ကျောင်းသားကျောင်းသူများ၏ဝေယထုထိမ်းမှတ်ဆရာတော်ဝဲအခမ်းအနားစတင်တော့မှာဖြစ်တဲ့အတွက်အခမ်းအနားစီစဉ်များကိုဖတ်ကြားခွင့်ပြုပါမယ်။ပန်ကြားပါလို့ရှင်။အဲဒီဖြစ်တော့ဆရာကြီးဆရာမကြီးများနဲ့ကွယ်လွန်သွားခဲ့သောအတန်းမော်တငယ်ချင်းများအားမေတ္တာပို့ခြင်းအစီအစဉ်သုံး1984 1990ခုနှစ်စာသင်နှစ်တွင်စာသင်ကြားပေးခဲ့ပါတော့ဆရာကြီးဆရာမကြီးများအားဘရော့ပစ္စည်းပေးရခြင်းအစီအစဉ်လေး
1984 1990ခုနှစ်စေတက္ကသိုလ်ကျောင်းသားကျောင်းသူများမှဆရာကြီးဆရာမကြီးများအားရုပ်သွေးစာကြော့ခြင်းအစီအစဉ်ကကြော့ကန်ဆရာကြီးဆရာမကြီးများကိုစားဆရာကြီး Professor ဒေါက်တာဦးသိန်းညွန့်မှဩဝါဒအမှာစကားချီးမြှင့်ပေးခြင်းအစီအစဉ်6ကျောင်းသားကျောင်းသူများကိုစားဒေါက်တာအုံးညွန့်မှကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခြင်းအစီအစဉ်6 1984 1990ခုနှစ်ကျောင်းသားကျောင်းသူများ၏ဝေယတုထိမ်းမှတ်ဆရာတော်ဝဲအခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်းဖြင့်အမတ်တရားဓာတ်ပုံရိုက်ခြင်းအခမ်းအနားတို့ပဲဖြစ်ပါလိမ့်ရှင်။စီစဉ်ရ1984 1990ခုနှစ်စစ်တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ဝေယတုထိမ်းမှတ်ဆရာတော်ဝဲအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာအပ်ပါလိမ့်ရှင်။စီစဉ်လေးအရာကွယ်လွန်သွားခဲ့ပြီးဖြစ်သောဆရာကြီးဆရာမကြီးများနှင့်ကွယ်လွန်သွားခဲ့ပါသောအတန်းမော်တငယ်ချင်းများအားမေတ္တာပို့ခြင်းအထိမ်းအမှတ်ဖြင့်10မိနစ်ခန့်ငြိမ်သက်ဆုတောင်းပေးကြပါရန်မေတ္တာရက်ခံအပ်ပါရရှင်။1984 1990ခုနှစ်စာသင်နှစ်တွင်စာသင်ကြားပေးကြပါသောဆရာဆရာကြီးများအားကျောင်းသားကျောင်းသူများမှာကြော့ပစ္စည်းပေးအပ်ပေးပါရန်ပန်ကြားအပ်ပါမယ်ရှင်။ကျောင်းသားကျောင်းသူများဆရာကြီးဆရာမကြီးများစုကြော့ပစ္စည်းများပေးအပ်ပေးပါရန်မေတ္တာရက်ခံအပ်ပါမယ်ရှင်။ တရားတန်ခါအမျက်ဆုံးရတနာနဲ့မိဘဆရာကိုယ်ပြစင်ယူချူ၍ရှိခိုးပူဇော်ကြော့ပါဤဖယားဖယားတရားတန်ခါအမျက်ဆုံးရတနာနဲ့မိဘဆရာစေတက္ကသိုလ်ကျောင်းသားကျောင်းသူများမှဆရာကြီးဆရာမကြီးများအားဒုတိယစွာကြော့ရန်အတွက်ကြော့ကျိုးကိုဒေါက်တာဝင်းဦးမှတိုင်ပေးပါရန်ပန်ကြားအပ်ပါမယ်ရှင်။ဒီစားပါလို့ဆရာကြီးဆရာမကြီးများလည်းတကယ်ခုလိုအားလုံးစုံစုံကြည့်ရတဲ့အားလုံးမင်္ဂလာပါ။ဒီနေ့ကျွန်တော်တို့ရဲ့ဆရာတော်ဝဲခန္ဓာကျွန်တော်တို့ကျောင်းဆင်းတာ25နှစ်ပြည့်မြောက်တဲ့ခန္ဓာလေးဖြစ်ပါတယ်။ဆရာကြီးဆရာမကြီးများလည်းဒီနေ့ခင်ဗျာအားလုံးလည်းခုလိုစုံစုံလေးလာရောက်တဲ့အတွက်ပို့ပြီးတော့ဝမ်းမြောက်နေတာ။အဲ့တော့ကျွန်တော်တို့အခမ်းအနားတစ်ခုလုံးရဲ့အနှစ်သာရဖြစ်တဲ့အခုဆရာဆရာမများကိုကျွန်တော်တို့ကြော့ပါတယ်။တကယ်ချင်းများအားလုံးပဲကျွန်တော်တို့ဆရာဆရာမများကြော့တဲ့အခါမှာဆရာဆရာမများ၏ကျေးဇူးကိုစိတ်ထဲမှာအာရုံပြုပြီးပို့ပြီးတော့လေးနဲ့တိတ်တယ်ရှိအောင်နောက်ကလိုက်ရန်ဆိုပြီးမြစ်တာရဲ့အားလုံးလည်းဟုတ်ချတာပါနော်။ရင်းမှုတောင်မကကျူးမြတ်ကျေးဇူးကြီးလားအနန္တဟုကျေးဇူးကြီးလားအနန္တဟုငါးဝနယ်ဝင်မေတ္တာရှင်ရဲ့ငါးဝနယ်ဝင်မေတ္တာရှင်ရဲ့ကျင်နာတတ်စွာဂယုဏနှင့်ကျင်နာတတ်စွာဂယုဏနှင့်လိမ္မာဖို့ရာစေတနာထားလိမ္မာဖို့ရာစေတနာထားစံပြဝါဒနာအနစ်နာနှင့်စံပြဝါဒနာအနစ်နာနှင့်တေချာကြမှတ်တေချာကြမှတ်အတ္တလည်းတင်ပဲ့ပြင်ဆုံးမဘေးရန်စီးကတင်ရာပို့တတ်ဘေးရန်စီးကတင်ရာပို့တတ်ဆရာမြတ်တို့ခမညာဆရာမြတ်တို့ခမညာရွေးရန်မာနမိုက်ဒေါသဖြင့်ရွေးရန်မာနမိုက်ဒေါသဖြင့်ကာယဝစီမနောချီလက်ကာယဝစီမနောချီလက်ခတ်သိမ်းပြစ်တို့ဖြင့်ခတ်သိမ်းပြစ်တို့ဖြင့်လွန်သိမ်းကြိုင်မှာရှိခဲ့များကလွန်သိမ်းကြိုင်မှာရှိခဲ့များကရှေ့ထားမြတ်တာကရုဏာဖြင့်ရှေ့ထားမြတ်တာကရုဏာဖြင့်ခွင့်လို့စီကြောင်းစုပန်တောင်း၏ခွင့်လို့စီကြောင်းစုပန်တောင်း၏ဆရာတို့၏
တင်းပြတ်မွန်းထုံသီလသမာဓိပညာဂုဏ်ကိုအာယုံပြုကာကြည်ညိုပါသည်ကဒါလွှမ်းထက်ဆယ်ရာလက်ဖြင့်အသက်ရှိရာအနာမဲ့ရေးကောင်းခြင်းမင်္ဂလာဖြစ်ပါစေလို့တောင်းစုဆိုလျက်ယူသည်မြတ်လို့လက်အုပ်မိုးကရှစ်ခိုးပေါ်ရောမန်လျှော့ပူဇော်ကြောအပ်ပါသည်ဆရာကြီးဆရာမကြီးတို့ခင်ဗျာအားလုံးကြောကြအောင်နော်ဒီကြောရုပ်ကိုတော့ကျွန်တော်တို့ရဲ့တေးယူဂီတစာသူအလင်္ကာကျော်စွာဒေါက်တာတန်ဦးကရေးဆက်ပြီးတော့ဆက်တာအင်းဦးကဖတ်ကြားခြင်းနဲ့ဖြစ်ပါတယ်အစီအစဉ်900ကြောကန်ဆရာကြီးဆရာမကြီးများကိုစားဆရာကြီး Professor ဒေါက်တာဦးသိန်းညွန့်မှအမှားစကားချင်းရင်ပေးပါရင်ပန်ကြားအပ်ပါရဲ့ရှင်ဆရာတွေကလည်းတော်တော်လေးကိုရော့သွားတာဒီကြီးတွေကတော့ငိုတွေကမှလူစိတ်သက်စီမသိခဲ့တော့လူရော့ဆိုမှပြီးတော့ရော့တာရော့အဲ့ဒါလေးမြင်ပြီးတော့နောက်တစ်ချက်ဆရာဝန်နေတာကဆရာတို့တောင်းတက်စဉ်ကဆရာတို့တပည့်ခံနေတာကဆရာတွေကိုအခုလိုပူဇော်ကြတော့ကျေးဇူးဆတယ်ဆိုတော့ဘုရားရှင်ကဆရာတို့မလုပ်ခဲ့ဘူးဒုက္ခတော့မလုပ်ခဲ့ဘူးတို့လေးတွေလုပ်ကြတယ်ဆိုတော့ဆရာတို့ပြက်ကွက်ခဲ့တယ်မနေဘူးနောက်တော့အခုလိုကျေးဇူးတည်တာဆိုတာနဲ့ပူဇော်တယ်ကြောတယ်ပူဇော်တာကလည်းဆရာတို့ထုံးတမ်းစင်လာအရာဘာသာရေးအရာလည်းကောင်းတဲ့အလုပ်လုပ်တာအဲတော့ဒါလေးအားလုံးသာဓုခေါ်ပါတယ်သာဓုခေါ်ပြီးတော့ဒီကြောတဲ့အားလည်းပေကန်းတဲ့အားလည်းဒီကိစ္စတွေအတွက်ကိစ္စအားလုံးအောင်တော့အားလုံးသာဓုခေါ်ပြီးတော့တမ်းမာကြပါလေချမ်းသာရပါလေဟုတ်ပါဘူးနောက်တော့ဆရာပြောပါဆိုလို့ကဘာပြောမှမသိဘူးဆရာနည်းနည်းလေးတတိယနဲ့အမှုပြုတော့ဆရာငယ်ငယ်ဖတ်ဘူးတဲ့စာကြောင်းနဲ့၄ကြောင်းအဲ့ဒါလေးကိုလည်းအများကြီးတော့ကြားဘူးတဲ့လူကြားဘူးမှာဖတ်ဘူးတဲ့လူဖတ်ဘူးမှာလူတွေကိုဒီနိုဒေတာ classify လုပ်တယ်က there are some who know not အဲ့ဒီနောက်က0 not and no not that they know not ဟာမလည်းမသိဘူးသူကသူမသိမှလည်းမသိ these are fools that sham them နဲ့ယူတယ်ရှောင်းနေပါလေနာတာ class က there are some who know not and know that they know not သူတို့မသိဘူးသူတို့တဘူးဆိုလည်းသူသိတယ် these are students that teach them အဲ့ဒီကိုကြားပေးပါတတိယအုပ်စုကတော့ there are some who know but they don't know they know ဒါကသိတယ်တတ်မှန်းသူသိ these are poets hear them poets လို့ကကြားရှာတော့သူကကြားလို့နားထောင်ကြတယ် the last card one there are some who know that they know ဆရာဦးမောင်စိန်လို့ပေါ့ they are teachers that learn them they are leaders that follow them သူတို့ကောင်းတော့ကောင်းတယ်သူတို့ဘယ်နဲ့တော့လိုက်တာ they are good class အဲ့ဒါဒီပြောပြီးတော့ဒီငန်းလာကြပါမှာကိုပဲဆိုရတဲ့ဒီတော့ညမှာတော့တော့လေဒီမြင်လူကိုလည်းပဲဘယ်လိုလူသားမျိုးလဲငါဘာဘယ်လိုဒီလို့အောင်ဟုတ်တယ်အဲ့ဒီပါစကားအားလုံးဣစ္ဆာဘောကဒီလေပြီးတော့ကျမ်းမာချမ်းသာပြီးတော့ကိုယ်စီဘွားဒီလိုစီဘွားအဲ့ဒီကိုရိုးသာသနာရေးဘာသာအကျိုးအားလုံးဆောင်ရွက်နေကြပါဟုတ်လား
စီစဉ်6ရာ1984 1990ခုနှစ်ပြည်တက္ကသိုလ်တိကျောင်းသားကျောင်းသူများခုစားဒေါက်တာအုံးညွန့်မှကျေးဇူးတင်စကားပြောကြားပေးပါရန်တန်ပန်ကြားအပ်ပါရှင် မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ခင်ဗျကျွန်တော်တို့ဒီနေ့ဆရာတော်ဘွဲကိုကြောက်လာနိုင်တဲ့အတွက်ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဆရာကြီးတို့ဆရာမကြီးတို့ပြီးတဲ့ဩဝါဒမျိုးခံယူရတဲ့အတွက်လည်းအများကြီးကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကျွန်တော်အဓိကပြောလိုချင်တာကတော့ဆရာတို့ဆရာမတို့ကျွန်တော်တို့သင်ပေးလိုက်တဲ့ပညာတွေကဒီဟာတွေကိုကျွန်တော်တို့အခုတည်းကကျွန်တော်တို့သုံးနေရတော့ပါဆိုတော့ဒီဟာတွေကိုကျွန်တော်တို့အခုတည်းကရင်ထဲမှာပိုက်ထားပြီးတော့ဆက်ပြီးတော့ကျွန်တော်တို့ပြန်သွားဖို့လည်းကြိုးစားနေပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်း practice လုပ်နေပါတယ်ဆိုတော့ဒီ case that I thought you would enjoy that I thought you would appreciate what you've taught is still with us and it has made a great deal of change for us see I feel we knew not and we knew not so we learned from you and it has expanded it has gained a momentum so အဲ့ဒီဟာကိုကျွန်တော်အများကြီးကျေးဇူးတင်တယ်လို့ပြောလို့ပါတယ်နောက်တစ်ခုကျွန်တော်ပြောလို့ချင်တာဆိုရင်ကျွန်တော်တို့တကယ်ချင်းတွေအားလုံးဒီလိုပွဲမျိုးဖြစ်အောင်စီစဉ်ပေးတဲ့အတွက်ကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဒီလိုတကယ်ချင်းတွေစီစဉ်ပေးတဲ့အတွက်ကျွန်တော်လည်းဒီလိုဆရာကြီးကိုပါဝါတင်နိုင်တဲ့အတွက်အများကြီးကျေးဇူးတင်တယ်လို့ကျွန်တော်ပြောရင်ဒီကုန်းချုပ်လိုပါတယ်ရှင်တော်မြတ်ဖရာတကိုင်းလေးမြည်တော်မြတ်ဆရာမိတ္တာစေတနာအေးအေးမြတ်မြတ်ပန်းကလေးများစွာပွင့်လန်းစေကြတာဘဝကြီးစလာဆုံးဖြစ်စေရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချော့ကဆုံးမပြုံးတာမြတ်တော်ဆရာအလိမ္မာတွေတို့မြင့်စီဖို့ပညာတွေပြီးဝေခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာညီညာထားကြဆုံးမနာယူလက်ကလေးကိုပတ်ဥခိုက်ပါတယ်မြတ်ဆရာမြတ်ဆရာပြန်ပါမယ်ကျွန်တော်တို့တကယ်ကြီးများတော့မပြန်သေးပါဘူးခင်ဗျာနောက်အစီအစဉ်များအတွက်ထပ်မံကြီးညာများရှိပါသေးတယ်မပြန်ပါနဲ့တော့ကြာခဲ့ပြီပေါ့မြတ်ဆရာခေါင်းလုံးနဲ့လီတန်ချူဤကဟိုအဝေးမှလွင့်ပြန်လာခါခိုင်နာထိုင်ဆရာဦးဘာဘူးလူလူတွေ့ကငေးကနှလုံးသားမှပီတိဝေဖြာစရုပ်လုံယုံများမှကြီးလေးတမတော်တွေမှာရောက်ရှိနေပါပြီကောတည်းပါများစွာတိတ်ပါမချမ်းပေးရစီကတရားအဖို့ပေးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည်လူဝမ်းသာမြေဝမမြေကြီးဖြာချမ်းမြေမြတ်တာဆရာမြတ်တာညာထားကြဆုံးမနာယူလက်ကလေးကိုပတ်ဥခိုက်ပါတယ်မြတ်ဆရာမြတ်ဆရာရှင်တော်မြတ်ဖရာတကိုင်းလေးမြည်တော်မြတ်ဆရာမေတ္တာစေတနာအေးအေးမြတ်မြတ်ပန်းကလေးများစွာပွင့်လန်းစေကြတာဘဝက
ဖြစ်ပြုံးပြချောကဆုံးမပြောတာမြတ်တော်ဆရာအလိမ္မာရီတို့မြင်စီဖို့ပညာရီပြီးဝင်ခဲ့တာအကျဉ်းသာပြေဝမြတ်ဆရာညီညာထကြွဆုံးမနာယူလက်ကလေးကိုပိုင်ဥခိုင်ပါရဲ့မြတ်ဆရာမြတ်ဆရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြားခဲ့ပြီပေါ့မြတ်ဆရာခေါင်းလုံးလေးလေးတန်ချူတီးကဟိုအဝေးမှလွင့်ပြန်လာခါခိုင်နာထိုင်ဆရာဦးဘာကူလူလူတွေးကငေးကနှလုံးသားမှာပီတိဝေဖြာစရုံအလုံးယုံများမှာကြီးကြီးလေးတက်မတော်လေးမှာရောက်ရှိနေပါပြီကောတည်ပေါင်းသိပ္ပမချမ်းပင်စီကတရားအဖို့ပေးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပေးလိုက်ရလူရင်မှကြည်နူဝမ်းသာအင်းညာမြတ်တာမြတ်ဝန်းမှမြတ်ရည်ဖြာချမ်းမြတ်တာဆရာမြတ်တာညီညာထကြွဆုံးမနာယူလက်ကလေးကိုပိုင်ဥခိုင်ပါရဲ့မြတ်ဆရာမြတ်ဆရာညီညာထကြွဆုံးမနာယူလက်ကလေးကိုပိုင်ဥခိုင်ပါရဲ့မြတ်ဆရာမြတ်ဆရာညီညာထကြွဆုံးမနာယူလက်ကလေးကိုပိုင်ဥခိုင်ပါရဲ့မြတ်ဆရာမြတ်ဆရာနန္ဒနာဗျာယရနာမြတ်နာမှာတဘာဝေပါတနာကျင်နေမြစ်တာစံကြောင့်ကလေးနဲ့လက်ကြောင့်ပြီးတဲ့မြတ်တော်ဆရာအာစရိယသခင်ဆရာမမေ့ရမမေ့ကောင်းမမေ့ပညာမှာကြည်ညိုယူကျူရှိဖို့ဘုတော်ကကျေးဇူးကြီးတဲ့မြတ်တော်သခင်ဆရာဆရာမရှိပဲတတိပညာဤလူဤရွာဤကဘာမြေမှာဘယ်ခါမှလည်းမရှိပါဘယ်ခါမှလည်းမရှိပါဆရာမရှိပဲတတိပညာဤလူဤရွာဤကဘာမြေမှာဘယ်ခါမှလည်းမရှိပါဘယ်ခါမှလည်းမရှိပါဝါဒနာစေရနာယမပြုကနိနာမျိုးမျိုးခန္ဓာမြတ်တို့ရသောအာစရိယဆရာမြတ်တာရှင်မြတ်တော်ဆရာဂိယုဏရှင်မြတ်တော်ဆရာပြည့်တွားကယူချိုးရမှာမြတ်တာရှင်မြတ်တော်ဆရာဂိယုဏရှင်မြတ်တော်ဆရာပြည့်တွားကယူချိုးရမှာဒီကောင်းများကဆုံးစေပြထိမှမှုလို့ရှိခိုးဘူးတော်ကကျေးဇူးကြီးရဲ့မြတ်တော်သခင်ဆရာ
China dia, Shima cha.